Happy Water ဆိုတာလေနာမည်လေးရတာလာတာပေါ့နော်မြန်မာနိုင်ငံမှာတွေ့ရတဲ့မူရည်ဆေးဝါးတွေထဲမှာတိတ်ကိုကြောက်ဖို့ကောင်းတဲ့မူရည်ဆေးတစ်မျိုးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တရားဝင်မှတ်တမ်းတွေအရတော့2022ခုနှစ်စက်တင်ဘာလမှာတာချီလိတ်မြို့မှာ Happy Water အမြောက်အများကိုစတင်ပြီးတော့ဖမ်းမိခဲ့တာပေါ့နော်အဲ့ကနေမှနောက်ထပ်အကြီးမားဆုံးဖမ်းမိခဲ့တာတော့2024ခုနှစ် Narcotic Annual Report မှာဆိုလို့ရှိရင် Happy Water ကိုမြန်မာတမိုင်းမှာအမြောက်အများဖမ်းဆီးရမိခဲ့တာပေါ့နော်အဲ့ဒါတော့ပမာဏအဖြစ်တော့113ကီလိုဂရမ်လောက်ရှိတယ်၄ချိန်တော်တော်များတယ်ပေါ့နော်အဲ့ဒါအပြင်ကကျွန်တော်စိတ်ကြွဆေးပြား6သိန်းကျော်လောက်ကိုအဲ့ဒီမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်အဲ့ဒါ2024ခုနှစ်ပေါ့နော်အဲ့ဒီကနေနောက်ပိုင်းကျမှကျွန်တော်တို့ရန်ကုန်မြို့မန္တလေးမြို့တောင်ကြီးမြို့တွေမှာဆိုလို့ရှိရင်ဒီ Happy Water တွေကိုစတင်ပြီးတော့ဒီဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဗျာဒီ Happy Water ကဒီနယ်စပ်တွေမှာတုံးတဲ့မူရည်ဆေးဝါးတစ်မျိုးမဟုတ်တော့ဘဲနဲ့မြန်မာတိုင်းနိုင်ငံလို့အသုံးပြုလာကြတယ်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့မြန်မာနဲ့ထိုင်းနယ်စပ်မြန်မာနဲ့တရုတ်နယ်စပ်ဒီနယ်စပ်ဒေသတွေမှာအသုံးများတာနဲ့အခုဒီဘက်ကိုကျွန်တော်တို့ဒီပြည်တွင်းထဲမှာပါတော်တော်များများအသုံးပြုနေကြတာဖြစ်ပါတယ် Happy Water ကအရန်ကိုကြောက်ဖို့ကောင်းတဲ့မူရည်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်ဘာလို့ကြောက်ဖို့ကောင်းလဲဆိုတာကိုကျွန်တော်အချက်၃ချက်နဲ့နားလည်အောင်ရှင်းလေးရှင်းပြပေးချင်ပါတယ်ပထမတစ်ချက်ကတော့ Happy Water မှာပါတဲ့ပါဝင်ပစ္စည်းပါသူ့မှာကဗျာကျွန်တော်တို့စိတ်ကိုကြွစေတဲ့ကောင်ပါတယ်လို့စိတ်ကိုဟလာဖိနှိပ်တဲ့ဆေးလည်းပါတယ်ဆိုလိုချင်တာက तू ကလေကြွလဲကြွတယ်နာကျင်မှုလည်းမခံစားရဘူးအဲ့လိုဖြစ်တာပေါ့နော်အဲ့ဒါကပြဿနာအကြီးရှိတယ်ဗျစိတ်ကြွစေတဲ့ကောင်တွေဆိုတာဒီကက်တမင်းလို့မက်ဖက်တမင်းလို့ကောင်တွေပေါ့နော်ကျွန်တော်တို့ K တို့ပြီးတော့ Ice တို့အဲ့လိုကောင်တွေပါတယ်လို့စိတ်ကိုဖိနှိပ်စေတဲ့ဒီ Tramadol တို့ဖိနှိပ်တယ်ဆိုတာဒီလိုပေါ့စိတ်ကိုဟိုလိုဖိနှိပ်ထားတာမဟုတ်ဘူးဗျကျွန်တော်တို့စိတ်ကိုလေနာကျင်မှုမခံစားရအောင်လုပ်ပေးထားတဲ့အရာတွေပေါ့နော်ဘိန်းလို့ opioid တွေပြီးရင် Tramadol လို့ဆေးမျိုးတွေပါတယ်ပေါ့နော်အဲ့လိုကိုမနာကျင်အောင်လုပ်တဲ့ဆေးလဲပါလို့ကိုကြွအောင်လုပ်တဲ့ဆေးလဲပါတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါကနိဗ္ဗာန်ပေါ့ဗျာကောင်းနေတာပေါ့နော်ကောင်းလဲကောင်းတယ်နာကျင်မှုလည်းမရှိဘူးပေါ့နော်အဲ့လိုထင်ရတယ်ပေါ့တကယ်တမ်းမှာကြတော့အဲ့ဒီလိုနှစ်မျိုးပါတာပြဿနာအကြီးရှိနေတာပေါ့နော်အဲ့တော့ဘလို့ပြဿနာအကြီးရှိနေရတယ်ဆိုလူတယောက်ကဗျာကျွန်တော်တို့ကအရန်ကိုပြောနေတဲ့အချိန်သူကနာကျင်မှုလည်းမခံစားရဘူးထားပါတော့သူကနေခုံးနေတယ်သူ့လက်ကိုဓားချသွားတယ်အဲ့ဓားချတာသူမနာတော့ဘာလို့လဲဆိုတော့သူ့မှာကနာကျင်မှုခံစားရတဲ့အရာနှိမ်ပါနေတာပေါ့ဒီဆေးတုံးထားတဲ့အတွက်ကြောင့်အဲ့လိုမျိုးပဲပေါ့နော်ဒါဥပမာပေးရပါအဲ့လိုသူကနေခုံနေတဲ့အချိန်မှာဒီဆေးရဲ့ဘေးတဲ့ဆိုးကျိုးတစ်ခုအနေနဲ့ကြောက်ကပ်ပျက်စီးသွားတယ်သူဘိုင်းမအောင်ကြောက်ကပ်စီးတွေဘိုင်းလည်းမအောင်ဘိုင်းလည်းမအောင်သူနေနိုင်တယ်ပေါ့နော်အဲ့တော့ तू ကဒီလိုမျိုးခုံပြီးတော့ပျော်ပါနေတဲ့အချိန်မှာ तू နှလုံးခုန်နေမြန်းလာတယ်သူကသူမြန်းတယ်လည်းမသိဘူးနာကျင်မှုကို तू ကမခံစားရတဲ့အတွက်ကြောင့်မလို့နာမှန်းလည်းမသိဘူးနှလုံးခုန်ရင်းနေတုံနေမှန်းလည်းမသိဘူးမောနေမှန်းလည်းမသိဘူးပေါ့နော်အဲ့ဒီမှာရင်ပြဿနာဖြစ်တာပေါ့နော်ကိုယ့်ရဲ့ limit တစ်ခုကိုကြော်သွားတယ်ကိုယ့်ရဲ့ဒါခန္ဓာရည်တစ်ခုကိုလွန်သွားတဲ့အချိန်မှာတော့ကိုဘယ်လိုခံစားနေရလဲဆိုတာမသိရဲ့အတွက်ကြောင့်မလို့ဒီဆေးရှင်ပြည့်တဲ့အချိန်မှသာလျှင်နှလုံးကပျက်စီးသွားပြီကြောက်ကပျက်စီးသွားအဲ့ကြမှာတိတာပေါ့အဲ့ကြောင့်ဘာမှလုပ်လို့မရတော့ဘူးပေါ့နော်ပျက်စီးသွားပြီပေါ့နော်နံပါတ်2အချက်ကတော့ကျွန်တော်တို့ဒီ Happy Water ကတစ်ခုနဲ့တစ်ခုရောစက်မှုမှာပေါ့နော် concentration လည်းမတူသလိုဟလာpercentage လည်းမတူဘူးပေါ့ concentration ဆိုတာကသူ့ရဲ့တိတ်သီးစားပေါ့နော်ထားပါတော့ဒီ lactic စာ Happy Water ကိုသုံးတဲ့လူနဲ့ဒီဖန်ကွက်တစ်ခွက်စာ Happy Water ကိုသုံးတဲ့လူကပေါ့နော်အဲ့ lactic စာသုံးတဲ့လူကပို့ပြီးတော့ဒီ concentration တိတ်သီးစားတွေများနေမယ်ဆိုလို့ရှိရင်ဖန်ကွက်တစ်ခွက်စာသုံးတဲ့လူထက်ပို့ပြီးတော့ဒီဆေးတွေရဲ့အရှင်ကပြင်းပါတယ်ဆိုလိုချင်တာကဗျာလက်တစ်စစ်လောက်လေးပဲတငုံလောက်လေးပဲဆိုပြီးတော့သွားလှုပ်လိုက်တယ်ဒါပေမဲ့ကိုသုံးလိုက်တဲ့အဲ့လက်တစ်စစ်စာတငုံလောက်က concentration လို့ခေါ်တဲ့တိတ်သီးစားတအားများနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဆေးအရှင်ကတအားကိုပြင်းလာပြီးတော့ဘလို့မှခံနိုင်ရမရှိတဲ့ overdose လို့ခေါ်တဲ့ဒါပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်လာပြီးတော့ပေါ့နော်အဲ့မှာရင်ကျွန်တော်တို့တက်သွားတာတွေတတိလစ်သွားတာတွေเนาะအဲ့လိုမျိုးတွေဖြစ်တတ်တာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ Happy Water ကိုသုံးတဲ့အခါနည်းနည်းလေးပဲဒါလေးပဲနည်းနည်းလေးလုပ်ကြည့်လိုက်အဆင်မပြေပါဘူးเนาะအဆင်မပြေပါဘူးသူကစက်ထားတဲ့ formula လည်းမတူဘူးပေါ့เนาะအဲ့တော့ဒီ formula တွေကမတူတဲ့အနေအထားမှာကိုကဘယ်လောက်ပမာဏကိုသုံးပြီးတော့ဘယ်လောက်ဖြစ်သွားမယ်ဆိုပြီးတော့အတိအကျကျွန်တော်တို့တက်မှတ်လို့မရဘူးပေါ့เนาะအဲ့တော့အရင်တစ်ခေါက်တော့ငါနည်းနည်းလေးပဲငါလောက်တာဘာမှမဖြစ်ဘူးဒီတစ်ခေါက်ကြာမှဖြစ်တယ်ဆိုတာကြီးကဒါမျိုးကြောင့်ပေါ့เนาะသူရဲ့ concentration ကမတူဘူးပေါ့เนาะအဲ့ဒါအပြင်သူက percentage မတူ percentage ဆိုတာခုနကကျွန်တော်တို့တိတ်တီးစအပြင်ကိုပေါ့เนาะ percentage ကကြတော့သူကြွစေတဲ့ကောင်နဲ့သူကဖိနှိပ်တဲ့ကောင်နှစ်ခုကိုဒါရောဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုသုံးပြလိုက်တဲ့ဆေးထဲမှာကြွစေတဲ့ကောင်များများပါတဲ့အချိန်ဆိုလို့ရှိရင်ဒီလူကအရန်ကိုကြွသွားပြီကိုသုံးပြလိုက်တဲ့ဆေးထဲမှာမိန်းစေတဲ့ကောင်အများကြီးပါမယ်ဆိုရင်ဒီလူကတအားမိန်းသွားမယ်
အဲ့တော့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ခံမှန်းလို့မရတချို့ဆိုရင်ဒီ happy water အသုံးပြုပြီးတော့လုံးဝအိတ်သွားတယ်မနိုးတဲ့လူတွေရှိတယ်တချို့ဆိုရင် happy water အသုံးပြီးတော့တအားကိုတောင်းကျမ်းနေရန်နေရှာတယ်အဲ့လိုလူတွေရှိရပေါ့ဒါကသူ့ရဲ့ပါဝင်တဲ့ percentage ကမတူဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ happy water ကိုအသုံးပြုတဲ့အခါမှာနည်းနည်းလေးသုံးကြည့်ခြင်းနဲ့မရပါဘူးအဆင်မပြေပါဘူးเนาะအဲ့တော့ကျွန်တော်ကြွခြင်းလို့သုံးတယ်မရပါဘူးတစ်ခါတလေမိန်းစီရဲ့ကောင်များများပါလာမိန်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အန်နီရရှိတယ်ဆိုတာဒါကြောင့်မလို့အန်နီရရှိတာပေါ့ဗျာဆိုတော့နံပါတ်3အချက်ကတော့ happy water အတွက်ဖြည့်စည်းလုံးဝမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကကြွစီရဲ့ကောင်ကလည်းပါတယ်လို့မိန်းစီရဲ့ကောင်လည်းပါတယ်ကျွန်တော်တို့စေးရုံတွေရောက်လာလို့ရှင်ဆရာဝန်တွေကုကြတဲ့ပုံစံဗျာဒီလူနာကတအားကြွနေဆိုကျွန်တော်တို့ကမိန်းအောင်မိန်းစီတွေပေးလို့ရတယ်တအားမိန်းနေတယ်ဆိုလို့ရှင်လည်းသူ့ရဲ့အရေးကြီးတဲ့နှလုံးတွေကြောက်ကက်တွေဟလာဓာတ်တွေကိုမှိန်းပြီးတော့ဓာတ်တွေအလုတ်တုတ်တာရက်မသွားအောင်လို့ကျွန်တော်တို့ကထိန်းထားပြီးလို့ရတယ်ဒီကောင်းမှာကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့စမ်းတက်တဲ့နေရာမှာလည်းအကုန်လုံးကလွယ်လွယ်ချော်ချော်ဖြစ်နိုင်တယ်ပေါ့နော်ဥပမာကျွန်တော်မျက်လုံးကိုကြည့်လိုက်လို့မျက်လုံးတက်ငယ်အင်ကကျင်းနေရယ်ဆိုပြီးတော့ကျွန်တော်တို့ကတီ့ကို overdose ဖြစ်သွားတဲ့အခါမှာကြွရလားမှိန်းတာလားဆိုခွဲခြားလို့မရအောင်တခြားကျွန်တော်တို့ဒီ opioid လို့ခေါ်တဲ့ဒီမူရည်ဆေးသုံးများတဲ့လူတွေကက်တမင်းလို့ခေါ်တဲ့စိတ်ကြဆေးသုံးများတဲ့လူတွေမှာကြတော့ဒီလိုမျိုးတွေကြည့်ပြီးခွဲလို့ရတယ်ဒီ happy water မှာကြတော့သူအများကြီးဆက်ထားဖြစ်တဲ့အကြောင်းယောဂလက္ခဏာတွေကတိတိကျကျမပြအောင်မပြတော့ကျွန်တော်တို့မှာတော်တော်ဒုက္ခရောက်တယ်ပေါ့နော်ဒုက္ခရောက်တော့ခါကျတော့ကျွန်တော်တို့ဘာပဲလုပ်ပြီးလို့ရတယ်ဆေးရုံမှာဆိုဒီလူတယောက်ကိုအသက်ကိုဆွဲဆန်ထားမယ်ဒီလူတယောက်ကိုဒါအရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေမပြတ်စည်းတော့အောင်ကျွန်တော်တို့ထိန်းထားမယ်ပေါ့နော်အသက်ရှူလို့ရအောင်နှလုံးခုန်လို့ရအောင်အရေးကြီးတဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းနှလုံးတွေကြောက်ကပ်တွေကိုမပြတ်စည်းအောင်ထိန်းထားမယ်ဆိုတဲ့ဒီ conservative management ဆိုတဲ့စောင့်ကြည့်ပြီးကုတဲ့အနေအထားနဲ့ပဲကုလို့ရတယ်ရော့ happy water ဖြစ်တယ်ရော့ဒီဆေးထိုးဆိုပြီးတော့ကျွန်တော်တို့လုံးဝကုလို့မရဘူးပေါ့နော်အဲ့ကြောင့်တော်တော်ခက်ခဲတဲ့ယောဂဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ဒီယောဂဖြစ်လို့ရှိရင်ဒီတော်တော်များများပေါ့နော်ကိုယ့်ဘက်ကိုလှုပ်ခဲ့ကြတာများတယ်ကိုယ့်ဘက်ကိုလှုပ်ခဲ့ကြပြီးအစင်မပြေတော့မှဆရာဝန်ရှိလာတာဆိုရှေ့မှာလည်းအချိန်ကြီးနှောင်းခဲ့တာများရပေါ့နော်နောက်တစ်ခုကတော့ဒီဥပဒေကျောင်းဆိုင်ရာတွေကြောင့်မလို့ကြောက်ကြတာလည်းပါတယ်ပေါ့အဲ့ဒီမှာကိုယ့်ဘက်ကိုရပုံးသီးကိုယ့်ဘက်ကိုကြိတ်ပုံးကုပြီးတော့လာကြတဲ့ခါကျတော့တော်တော်များများကနောက်ကျနေကြတာများရပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်တို့ကုဖို့ကလည်းအစင်မပြေပဲနဲ့အသက်ဆုံးရှုံးရတဲ့လူတွေလည်းအများကြီးပဲရှိပါတယ်နောက်ဆုံးအချက်ကတော့ဗျာ happy water ကိုတငယ်ချင်းအဖြစ်ဖြစ်ကိုပါဝင်ချင်းအလူအဖြစ်ဖြစ်အသုံးပြုထားတယ်ဒီလူတရားဒုက္ခမရအောင်ကျွန်တော်တို့ပထမဆုံး first aid measure ပေါ့နော်ဒီအသက်ကယ်နီးဘာတွေလုပ်လို့ရလဲပေါ့နော်အဲ့တော့လုပ်လို့ရတာနဲ့လုပ်လို့မရတာကျွန်တော်တို့နှစ်ပိုင်းခွဲပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့လုပ်လို့မရတာကိုအရင်ပြောမယ်ဘာတွေလုပ်လို့မရဘူးလဲဆိုနံပါတ်1အချက်ကသူကတတိလစ်နေတာမျိုးဟလာအိတ်နေတာမျိုးခွဲခြားကျွန်တော်တို့ကမသိနိုင်ဒါကြောင့်မလို့ happy water ကိုအသုံးပြုသွားပြီးတော့ကလပ်မှာပဲဖြစ်ဖြစ် KTV မှာပဲဖြစ်ဖြစ်ဒီလူတယောက်ကအိတ်နေတယ်ဆိုရင်သွားနိုးဒီလူတယောက်ကိုပြစ်မထားနဲ့သူအိတ်နေတာမဟုတ်ဘဲနဲ့သတိလစ်နေရလည်းဖြစ်နိုင်တယ်သူအိတ်နေရမဟုတ်ဘဲနဲ့သေးနေရလည်းဖြစ်နိုင်တယ်ဗျာပုံပွင့်လင်းလင်းပြောရအဲ့တော့ကျွန်တော်တို့ကသူ့ကိုမအိတ်နဲ့သွားနိုးတကယ်လို့အစင်မပြေလို့လဲရောက်နေမယ်ဆိုလို့ရှိရင်လည်းခဏသွားပြီးတော့စကားပြောခဏဟိုသွားပြီးတော့ကန်ကြည့်ပေါ့နော်ကန်ကြည့်ပြီးတော့လှုပ်ကြည့်နော်မျက်လုံးလေးတွေဖွင့်ကြည့်စကားတွေပါပြောကြည့်နော်အစင်ပြေးလားမေးကြည့်နော်ကောင်းကြားရဲ့လားအစင်ပြေးရဲ့လားနော်ဖြစ်ရဲ့လားမအိတ်နဲ့နော်ငါတို့ရှိတယ်အဲ့လိုအမြဲတမ်းတတိပေးပေါ့နော်အဲသူ့ကိုအိတ်နေရဆိုပြီးပြစ်ထားလိုက်ပြီးတော့အချိန်တစ်ခုကြာသွားမှသူ့ရဲ့ခန္ဓာကိုယ်ကကြောက်ကက်တွေနှလုံးတွေပျက်စီးသွားပြီဆိုတဲ့အချိန်ကြာမှကိုကတိသွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တတိလစ်ပြီးတော့ကျွန်တော်တို့မေမျောနေရကိုကျွန်တော်တို့ကအိတ်တယ်ဆိုပြီးပြစ်ထားတာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုရင်သူ့အတွက်အတက်အန္တရာယ်ရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ကိုအိတ်နေဆိုပြီးဘယ်တော့မှပြစ်မထားရအောင်ပေါ့နော်နောက်တစ်ချက်ကတော့အစားအသောက်ကျွေးတာပေါ့နော်ဒီလို happy water သုံးထားပြီးတော့ဒီတတိလစ်နေတဲ့လူစိတ်မူမမှန်တဲ့လူတယောက်ကိုတွားပြီးတော့အစားအသောက်တွေတွားပြီးအများကြီးကျွေးလို့မရအောင်သူ့ကိုအားမရှိဘူးထင်လို့ငါတို့ကငပြောသီးတွေကျွေးတာသူ့ကိုအားမရှိဘူးထင်လို့ငါတို့ကအချိုရည်အများကြီးတိုက်တာတွားလို့မရအောင်အဲ့လိုတတိမေမျောပြီးတော့စိတ်ကစင်ကလေးဖြစ်နေတဲ့လူတယောက်ကအစာကောင်းမျိုးမချနိုင်လို့ရှိရင်ဒီအစာတွေက level မှာတက်ပြီးတော့ချုပ်ကင်ရတတ်တယ်ချုပ်ကင်သွား level မှာအစာတက်ပြီးတော့အသက်ရှူကျက်ပြီးတော့ရုပ်တရက်အသက်ဆုံးရှုံးတတ်တယ်ပေါ့နော်အဲ့ဒါနောက်ထပ်ဘာဖြစ်နိုင်လဲဆို aspiration ရတတ်တယ် aspiration ကကြတော့ကျွန်တော်တို့အစာအိမ်ထဲကိုအစာမြောက်တော့ပဲနဲ့အဆုတ်ထဲကိုအစာရောက်သွားပါတော့သူကကောင်းမျိုးမချနိုင်တဲ့အတွက်ကြောင့်အဲ့လိုသူတို့တတိမေမျောနေပြီးတော့တတိမလဲနေတဲ့အချိန်မှာအဲ့လိုအစာတွေဘာမှတွားပြီးတော့မကြွေးပါနဲ့ပေါ့နော်အဲ့ဒါကတော့ဒါအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်နောက်တစ်ချက်ကတော့အံ့အောင်လုပ်တာပေါ့နော်ဒါဆေးတွေသူအများကြီးသုံးထားတယ်သူ့အစာအိမ်ထဲမှာအစိတ်တင်နေပြီးခန္ဓာကိုယ်ထဲမှာဆေးတွေပြန့်နေပြီးသူ့ကိုအံ့အောင်လုပ်မယ်ဆိုလက်တွေထိုးပြီးအံ့ခိုင်းတာပေါ့နော်အံ့အောင်လုပ်တယ်ဆိုတာဒီမှာနီးလန်းမှန်နဲ့နီးမဟုတ်ဘူးပေါ့နော်ဘ
ဘာဖြစ်လဲဆိုတော့အခုလို happy water တုံးထားတဲ့လူတယောက်ကအပူချိန်အရန်တက်တယ်ဗျအပူချိန်အရန်တက်လို့ရှိရင်အဲ့တက်တဲ့အပူချိန်ကြောက်မယ်နှလုံးတွေကြောက်ကတ်တွေကပျက်စီးတာပေါ့နော်အပူချိန်တားတက်လို့ရှိရင်ခန္ဓာကိုယ်ကနေချွေးထွက်လဲများတယ်ပေါ့နော်အပူတွေဆုံးရှုံးမှုများတယ်များတော့ကကြတော့ဒီလူတယောက်ကိုအန်ခိုင်းလိုက်မယ်ဆိုရင်ရေဓာတ်ကပိုပြီးတော့ဆုံးရှုံးသွားမှာအပူတွေတအားများနေလို့ရေဓာတ်တွေဆုံးရှုံးထားတဲ့လူတယောက်ကိုအန်ခိုင်းလိုက်မယ်ဆိုရေဓာတ်ကပိုဆုံးရှုံးသွားပြီးတော့သူ့မှာအရေးကြီးတဲ့အင်္ဂါအစိတ်ပိုင်းတွေကိုထိခိုက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ရေတောက်နိုင်တဲ့လူဆိုရင်တော့ရေများများတောက်ခိုင်းတကယ်လို့တအားနင်းကိုတော်တော်ဆူဆူဝါဖြစ်သွားပြီသူ့ကိုအန်ထုတ်ခိုင်းမလားဆိုအန်ထုတ်ခိုင်းလို့မရပါဘူးမအန်ခိုင်းပါနဲ့เนาะအဲ့ဒါလေးကလည်းဒါအရေးကြီးတဲ့တစ်ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့အဆင်ပြေသွားပြီကောင်းသွားပြီဘာမှမဖြစ်တော့ဘူးဆိုတဲ့အချိန်လေးမှာနည်းနည်းလေးတတိလစ်နေရမျိုးတွေလည်းရှိမယ်ဝေဝဝဖြစ်နေရမျိုးတွေလည်းရှိမယ်အဲ့ဒီအချိန်လေးမှာဆရာဝန်နဲ့မပြဘဲနဲ့အိမ်ကိုခေါ်သွားတာပါကောင်းသွားပြီမင်းအိမ်ပြန်ကြဆိုအိမ်ခေါ်သွားတယ်အဲ့တော့အိမ်ကြားမှာဖြစ်သွားတဲ့ဒီ case တွေပေါ့နော်ဒီဖြစ်စဉ်တွေအများကြီးပဲရှိပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ပြပေါ့နော်ဆရာဝန်တွေကများတော့ဖြစ်တော့ဒီလိုမူရည်ဆေးဝါးတုံးထားတဲ့ဟာတွေဆိုမကြည့်ဘူးပေါ့နော်မကြည့်တာဖြစ်တဲ့အတွက်ကြောင့်အကောင်ဆုံးတော့ကျွန်တော်တို့ဆေးရုံသွားရမှာပဲဆေးရုံမှာကျွန်တော်တို့ပြရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မူကင်းနဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဆရာဝန်တွေကတိတ်ပြီးတော့ကုကွင်မရှိဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းလူယောဂတွေမကုဘူးပေါ့နော်ဒါဘူးတုတအနေနဲ့ပြောပြတာဖြစ်ပါတယ်အမှဆေးရုံသွားပြီးတော့ဒါ82နာရီလောက်စောင့်ကြည့်ပေါ့နော်စောင့်ကြည့်လို့အခြေအနေကောင်းတယ်ဆိုလို့ရှိရင်ပြန်လာလို့ရတယ်ပေါ့နော်တိတ်မဆိုးဆိုလို့ရှိရင်လည်း24နာရီလောက်စောင့်ကြည့်ရပါမယ်ဒါမှသာလျှင်ကျွန်တော်တို့ကစိတ်ချလက်ချကျွန်တော်တို့နေလို့ရမှာဖြစ်ပါတယ်လုံးလို့မရတဲ့ဟာတွေပြောပြီးဆိုရင်တော့လုံးလို့ရတဲ့ဟာတွေပြောမယ်ပေါ့နော်လုံးလို့ရတဲ့ဟာတော့ကျွန်တော်တို့ဆရာဝန်တွေအမြဲပြောလို့ရှိရဲ့ ABC ပါပဲ A ဆိုတာတော့ airway B ဆိုတာတော့ breathing C ကတော့ circulation ပေါ့နော် A ကိုအရင်ပြောမယ်ပေါ့ airway ဆိုတာကတော့အသက်ရှူလမ်းကြောင်းမှာပိတ်မပိတ်ကျွန်တော်တို့ကြည့်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ तू ကတတိလစ်နေတဲ့အချိန်မှာ तू ကစင်ကလျာဖြစ်နေတဲ့အချိန်မှာသူ့ရဲ့အသက်ရှူလမ်းကြောင်းမှာတစ်ခုခုပိတ်နေရမျိုးဖြစ်နိုင်တယ်ပေါ့ဥပမာတက်သွားပြီးတော့ခါကျသူ့သွားသူကိုက်ပြီးတော့သွားရက်ကျိုးထွက်သွားပြီးတော့ဟလာလေပြိုမှာသွားပိတ်နေရမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့စားတဲ့အစားတောက်သူ့ဘက်သူအန်ပြီးတော့လေဘေးမှာတစ်ဆို့ဖြစ်ပြီးတော့ပိတ်နေရမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့ရဲ့ရှာတွေကလိတ်ပြီးတော့အတွင်းထဲမှာဟလာပိတ်နေရမျိုးဖြစ်နိုင်တယ်အဲ့တော့ဘာပဲပြောပေါ့နော်ဘလို့အကြောင်းမျိုးပဲဖြစ်ဖြစ်ဒီအတွင်းထဲမှာအသက်ရှူလမ်းကြောင်းပိတ်နေလို့ဆိုရင်ကျွန်တော်တို့ကဖွင့်ပေးဖို့လိုပါတယ်အဲ့လိုလိုတဲ့အခါမှာကျွန်တော်တို့ကလက်ကြီးနဲ့ပါးစပ်ထဲကိုနှိုက်ပြီးတော့အထဲထဲကအဖက်တွေကိုဆွဲထုတ်ရမှာလားအဲ့လိုလည်းမဟုတ်ဘူးဗျာနော်ကျွန်တော်တို့ကလက်နဲ့ဆွဲနှိုက်ပြီးတော့ပစ္စည်းတစ်ခုကိုဆွဲနှုတ်လို့ရှိရင် तू ကလန့်သွားပြီးတော့ကိုက်လိုက်ပြီးဆိုကျွန်တော်တို့လက်သွေးတွေပိုင်းထွက်သွားမယ်သူ့မှာယောဂရှိရင်ကျွန်တော်တို့ယောဂကူးသွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အကောင်းဆုံးနည်းလမ်းကတော့ကျွန်တော်တို့ဘေးတစ်ဆောင်ထားတာပေါ့နော်သူ့ကို left position လို့ခေါ်တာဘေးဘယ်ဘက်ကိုပေါ့နော်ခန္ဓာကိုယ်ဆောင်းလိုက်ပြီးသူ့ရဲ့လက်ပေါ့နော်ဘယ်ဘက်လက်ကိုကျွန်တော်တို့ဒီခေါင်းလေးပေါ်မှာတင်ပြီးတော့ပေါ့နော်ဘေးတစ်ဆောင်လေးထားလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာတက်နေတဲ့အစာချန်တွေကဒီဘက်ပါးစပ်ကနေပြီးတော့ဒီဘက်အောက်ပါးစပ်ကနေပြီးတော့အောက်ထဲကိုကျသွားမှာဖြစ်တယ်ကျသွားဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့အမ်ဘတ်တွေဒါမှမဟုတ်အခြားကျွန်တော်တို့ထွက်တဲ့အရည်တွေကအောက်ကိုကျသွားတဲ့အတွက်ကြောင့်မလို့ဒီလေပြုံပိတ်မနေတော့ပေါ့နော်B ပေါ့နောက်တစ်ခုကတော့ B ကကြ breathing ကကြအသက်ရှူနေသေးလားကြည့်တာအဲ့တော့အလွယ်တကူသွားတော့ရင်ဘက်ကိုကြည့်လို့ရတယ်ရင်ဘက်ကလှုပ်နေရဆိုရင်အသက်ရှူနေတယ်အဲ့ဒါမတိတ်ပြီးတော့မတိတာအောင်ဆိုနှာခေါင်းကိုလက်လေးနဲ့ထိကြည့်လိုက်နော်ပါးစပ်ကိုလက်လေးနဲ့ထိကြည့်လိုက်အဲ့မှာလေဝင်လေထွက်ရှိလားလို့ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါမှမတဲကွဲဘူးဆိုရင်စက်ကူလေးတစ်ခုယူလိုက်ပြီးသူ့နှာခေါင်းရှိမှာတင်ကြည့်လိုက်လှုပ်နေသေးလားပါးစပ်ရှိမှာတင်ကြည့်လိုက်လှုပ်နေလားဒါဆိုရင်တော့ तू အသက်ရှူနေသေးရဲ့ပေါ့နော်အသက်မရှူတော့ရင်တော့ကျွန်တော်တို့အောက်ဆီဂျင်ပေးရမှာဖြစ်တယ်နောက်တစ်ခုကတော့ C ပေါ့ C ကတော့ circulation ဆိုတာတော့နှလုံးပေါ့နှလုံးကိုကျွန်တော်တို့ဒီနိုင်ငံခြားကားတွေပါကြည့်ရမလားအဲ့တော့ကျွန်တော်တို့နှလုံးကိုဒီလက်ဒီမှာပေါ့နော်ဒီကိုကနည်းနည်းတက်တယ်ဆိုရင်တော့တွေးကြောလေးထောက်ဆန်းပြီးတွေးကြောလေးတုံးနေလားလေဘင်းကတွေးကြောလေးတုံးနေလားအဲ့လိုလေးကြည့်လို့ရတယ်ပြီးရင်ရင်ဘတ်ပေါ့နော်နှလုံးနေရာလေးကိုလက်ဖွားလေးတောက်ကြည့်ပြီးလှုပ်နေလားအဲ့လိုမျိုးတွေကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေကြည့်ရဲ့အပြင်မှာကျွန်တော်တို့ကကိုကနည်းနည်းကျွမ်းကျင်တယ်ပေါ့နော် CPR လို့ခေါ်တဲ့အသက်ကယ်နည်းလောက်တက်တယ်ဆိုလို့ရှိရင်နှလုံးကုန်ရက်နေတယ်အသက်ရှူရက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ CPR လုပ်လို့ရတယ်ပေါ့နော်ဒါကလည်းကိုကတင်တန်းနေတက်ပြီးတော့ကိုကလောက်တက်တဲ့လူမှာအဆင်ပြေတာပါမလောက်တက်လို့ရှိရင်ပိုဆိုးသွားတာလည်းဖြစ်နိုင်တယ်လို့ဒီနိုင်ရိုးတွေပဲကျိုးသွားတယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က ABC ပေါ့ airway breathing circulation ပေါ့အဲ့ဒါကိုအကောင်းဆုံးကျွန်တော်တို့ကထိန်းသွားမယ်ပေါ့နော်ထိန်းသွားပြီးတော့ကျွန်တော်တို့ဆရာဝန်ရှိအရောက်ပို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လောက်ရမယ့်အချက်တွေပေါ့နော်လောက်ရမယ့်အချက်တွေကပြန်ပြောရမယ်ဆို ABC ပါပဲเนาะ airway ရယ် breathing ရယ် circulation ရယ် airway ဆိုတာတော့အသက်ရှူလမ်းကြောင်းပိတ်မပိတ်ကြည့်ပေးရရယ် breathing ကတော့အသက်ရှူနေသေးလားဆိုတာကြည့်ပေးရတယ် circulation ဆိုတာနှလုံးကုန်နေသေးလားဆိုတာကြည့်ပေးတာဖြစ်ပါတယ်ဒါတွေကြည့်ပြီးလမ်းမတစ်ချောင်းလုံးတောင်ကောင်းအောင်ထိန်းလာပြီးတော့ဆေးရုံပို့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ happy water ဆိုတာတခြားမူရည်ဆေးတွေထပ်ပို့ပြီးတော့
ကြောက်ဖို့ကောင်းပါတယ်တခြားမူရည်ဆေးတွေထပ်ပို့ပြီးတော့အန်နေရများပါတယ်အဲ့ဒီအန်နေရများတာဘာကြောင့်လဲဆိုတာခုနအကြံပေးပြောရမယ်ဆိုရင်တော့သူကဆေးအမျိုးမျိုးဆက်ထားတဲ့ဆေးဖြစ်ပါတယ်ကြွားဆေးတွေပါတယ်လို့ main ဆေးတွေလည်းပါပါတယ်နောက်တစ်ခုအဲ့လိုကြွားဆေးတွေ main ဆေးတွေပါလို့ပဲကျွန်တော်တို့မှာဖြည့်ဆေးမရှိပါဘူးအရောအများကြီးဆက်ထားတဲ့အတွက်ကြောင့်ဘာကိုကုရမလဲဆိုတာမသိဘူးဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလိုတုံးထားတဲ့လူတွေအတုံးများသွားတဲ့လူတွေအိတ်နေရဆိုပြီးတော့ပြစ်မထားလိုက်ကြပါနဲ့အိတ်နေတာမဟုတ်ဘဲနဲ့တတိလစ်နေရလဲဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါလေးကိုတတိထားဖို့လိုပါတယ်မင်္ဂလာပါကျွန်တော်တော့ဒေါက်တာဘုံဖြစ်ပါတယ်ကျွန်တော်တော့မန်လေးမျိုး 38B ခွန်ရှိကွန်ကိုကြားမှာဒေါက်တာဘုံနားနှာခေါင်းလေချောင်းစီကံဖွင့်ထားတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်ဒီလိုကျမ်းမာရေးဘူးတုတာတွေကိုမျှဝေရရင်ကိုကျွန်တော်စိတ်ထဲမှာကျင်တဲ့အားရပီတိမှုဖြစ်ပါတယ်နောက်ထပ်ကျမ်းမာရေးဘူးတုတာတွေကိုသိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ YouTube channel လေးကိုlike and subscribe လုပ်ပေးသွားပါလို့ကျွန်တော်တို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်